Vitality Stadium မှာဘုံမောက်ကိုအနိုင်ကန်ပြီး Man City ကိုယာယီ9မှတ်ဖြတ်ထားနိုင်ခဲ့တဲ့ Arsenal Welcome to my party, we're just getting started. A life is a dream or a nightmare scarring. မင်္ဂလာပါဗျ Cocaine Star Football Show နဲ့ကြိုဆိုပါရစေကျွန်တော်ခက်မှာဂန်နာရီနဲ့ဘုံမောက်ရဲ့ပွဲပြီးသုံးသက်ချက် full time review ကိုကျွန်တော်အခုပဲတူတူလုပ်လိုက်ရအောင်ပထမဘုံမောက်ကိုပေးလိုက်ရတဲ့ဘေးကူတကူကတော့ထားပါဘယ်လိုပြောမလဲလုံးဝမမျော်လင့်တဲ့အခြေအနေမျိုးကနေ Gabriel Magalhaes မှားသွားတယ်ပေါ့ဗျာအဲ့တလုံးကလွင်ကျန်တဲ့ဂိုးတွေဒီ Arsenal ရဲ့ဥဆောင်မှုအောက်မှာရှိခဲ့တယ်အာဒီတာလုံးဝအမှားရင်းမခံပါဘူးနိုင်ကိုနိုင်ရမဲ့ပွဲမျိုး Man City ဖိအားများမဲ့အခြေအနေကိုရအောင်ဖန်တီးသွားခဲ့တယ်အဲ့တော့ဒီပွဲစဉ်နိုင်ပွဲမှာ Declan Rice ဒီအခရာကျခဲ့တဲ့ကစားသမားတယောက်ဖြစ်တယ်လို့ Martin Odegaard ရဲ့အတွဲဖက်တွေလည်းကျွန်တော်မြင်တွေ့ခဲ့ရတယ် Rice Odegaard Zubimendi ဆိုတာ Rice ရှိမှပြည့်စုံတဲ့ midfield trio ဖြစ်တယ်ဆိုတာမျက်ဝါးထင်ကျွန်တော်မြင်တွေ့ခဲ့ရပါတယ်အဲ့တော့ဒီပွဲစဉ်မှာ Arsenal ကစားသမားတချို့အနားရခဲ့တယ်လို့ပထမပိုင်းမှာတောင်မန်ကစားသမား2ယောက်အပြောင်းလဲလုတ်ခဲ့တဲ့အတွက်ကြောင့်လည်းပွဲကပို့ပြီးတော့ချိုမြင်ခဲ့တယ်ပေါ့ဗျာဒီနိုင်ပွဲကဘယ်လိုပြောမလဲဘူကာယိုဆာကာတို့ Trossard တို့ဆိုတာအခုနောက်ပိုင်းပွဲတွေမှာတောက်လျှောက်ခြေစွမ်းပြပြီးတော့ပေါ်ထွက်ခွင့်ရနေတဲ့ကစားသမားတွေကိုဒုတိယပိုင်းမှာလူစားဝင်ကစားသမားဖြစ်ကစားစေခဲ့မှုကြောင့်ဒါအတိုင်းအတာတစ်ခုထိလီဗာပူးနဲ့ပွဲအတွက်အနားရခဲ့တယ်အဲ့တော့ဒီပွဲစဉ်မှာဘုံမောက်ကလည်းညံ့တဲ့အတင်းတော့မဟုတ်ဘူးသို့တော့ပြဿနာက DM ကစားသမားမပါဘူး Alex Cow ရဲ့ကစားနိုင်စွမ်းက DM ကစားနိုင်စွမ်းရှိတယ်ဆိုရင်ပဲသူဒီ defensive midfielder စစ်တယောက်မဟုတ်ပါဘူးနံပါတ်8နဲ့နံပါတ်10မှာအဓိကကစားတဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်ဘလို့ပဲဖြစ် vision ဘိုင်းမှာနံပါတ်6တယောက်ရဲ့အမြင်မျိုးရှိမနေတဲ့အတွက်ဘုံမောက်ကကစားကွက်ကိုတိတ်မတည့်ဘူးဘောလုံးရပြီဆိုတာနဲ့တောင်ပန်ကစားသမားတွေကိုပေးတယ်စီမီညိုပေးတယ်လှိမ့်မြန်ဒီ quick stack တွေနဲ့ Arsenal ရဲ့နောက်တန်းကိုတောက်လျှောက်ဖိအားပေးတယ်ဘောလုံးမရှိတဲ့အချိန်တွေမှာလည်း high press တွေတောက်လျှောက်ပေးတယ်ဒါပေမဲ့ပထမပိုင်းမှာတော့ကျွန်တော် Arsenal ကစားပုံကိုတိတ်အားမရတာအမှန်ပဲအထူးသဖြင့် Martin Zubimendi ရဲ့ performance မထွက်ခဲ့ဘူးပေါ့နော်ဒုတိယပိုင်းရောက်မှ Zubimendi ရဲ့ performance ကပိုထွက်ပြီးတော့ကျွန်တော်တို့အရင်တော့မြင်ခဲ့တဲ့ Zubimendi ရဲ့ခြေသွမ်းမျိုးပြန်မြင်ခဲ့ရတာပေါ့တကယ်တမ်းတော့တစ်ဖက်အသင်းရဲ့ကွင်းလယ်ပိုင်းကတော်တော်ရော့တဲ့အခြေအနေမျိုး Arsenal ရဲ့ midfield trio ဝင်းနေဆိုလုံးဝစီးပြီးတော့စိတ်မြင်ပြီးတီးပြီးတော့ကစားခဲ့တဲ့နာဒါမဲ့အဲ့လိုပွဲကမစီးခဲ့ဘူးပေါ့နော်ပထမပိုင်းမှာဘုံမောက်အသင်းရဲ့တက်မြတ်တိုက်စစ်တွေကိုပြန်ပြီးတော့ခွင့်ပြုပေးရတာရှိတယ်အမြင်ဘောတွေကိုအာယုံစူးစိုက်မှုအပြည့်နဲ့ပြန်ပြီးတော့ကစားသွားခဲ့ရတာရှိတယ်အဲ့ဒီအပိုင်းတွေကလွဲရင်ကျန်တဲ့အပိုင်းတွေမှာတော့ဂန်နာကအရန်ပပီနဲ့တေချာကစားသွားခဲ့တယ်လို့ပဲဆိုရမှာပါဒီနေ့ဝင်ဂါတွေအဖြစ်ပွဲထွက်လာတဲ့နိုနီမဒူယက်ကီနဲ့မာတင်နယ်လီနှစ်ယောက်မှာကျွန်တော်တို့မာတင်နယ်လီကိုအရင်သဘောမကျဘူးမဒူဝက်ကီကတော့မဆိုးဘူးစာကာလောက်တိကျမှုမရှိရင်တော့မှသူ့ရဲ့ထိုးဖောက်မှုတွေပြိုင်ဘက်အသင်းနောက်ခံကစားသမားတွေကိုအာယုံနောက်ဆင်မှုတွေကတော်တော်လေးအဆင်ပြေခဲ့တယ်ဗီဒီယိုဂီယက်စ်ကိုလည်းကျွန်တော်ဒီပွဲစဉ်မှာသဘောကျတယ်ကျွန်တော်ပြောပါတယ်ယောဂီယက်စ်ဒီလက်ရှိအချိန်မှာဂိုးသွင်းညမှာတော့သွင်းလိမ့်မယ်ဒါပေမဲ့တောက်လျှောက်တိုးနေတာရှောက်တိုးနေတာဘောလုံးရှိတဲ့အချိန်ရောမရှိတဲ့အချိန်ရောသူ့အာယုံပြေဝမဆိုင်လို့မရဘူးမဆိုင်လွတ်သွားမှာသူ့အာယုံဆိုင်နေရင်လည်းတယောက်တည်းဆိုင်လို့မရဘူးအနည်းဆုံး2ယောက်3ယောက်လောက်ဆိုင်နေရတယ်ဆိုတော့ space တွေ Arsenal ကအများကြီးရတာတွင်းကိုတွေပြန်လဲအသုံးသက်ဆွေးနွေးတဲ့အခါကျရင်ကျွန်တော်အဲ့ဒီအပိုင်းကိုတိတိပပလေးကျွန်တော်ပြောပြမယ်ယောဂီရဲ့တူအားယုံအားအကြောင်းဘယ်ကိုတွေဘယ်လိုရသွားခဲ့လဲပေါ့နော်ဆိုတော့ပြောချင်တာအာဆနယ်အသင်းကလည်းဘောလုံးပိုင်ဆိုင်မှုအသာစီးတလောက်ထိယူပြီးတော့စိတ်မင်းတပီကစားသွားတဲ့ပုံမျိုးတော့မတွေ့ရဘူးအာတီတာကလည်းပွဲကိုဖျက်ချင်တဲ့အတွက်ကြောင့် numerical advantages တွေပါတယ်သူသိမ့်မယူဘူးအဓိက result ကိုပဲဥတီခဲ့တယ်တခုတော့ရှိတယ် result ဥတီလို့ရင်လည်းအရင်မကောင်းအပြိုင်ဘက်ကလည်း result ကိုပဲဥတီနေတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်ဘာမဆိုဖြစ်သွားနိုင်တဲ့အခြေအနေမျိုးပေါ့အဲ့အတွက်ကြောင့်မဒီပွဲစဉ်ကကပ်ပြီးတော့နိုင်သွားတာကျွန်တော်တို့ကတော့အစကတည်းကခမန်းခဲ့တဲ့အတိုင်း 1D ဖြစ်ဖို့အများဆုံးပဲဒါပေမဲ့ second priority
total ကို over ကိုကာဆိုတဲ့အတိုင်း Arsenal နဲ့ total ကို over အားပေးနှစ်ချက်ကွက်မှာတစ်ချက်တော့ပျော်ရွှင်ခွင့်ရနိုင်တယ်အဲ့တော့ဒီပွဲစဉ်ကအရင်ပြည့်စုံမှုမရှိတော့မှ Arsenal တို့အနိုင်3မှတ်ရတယ်ဒီအနိုင်3မှတ်ဒီ Man City အတွက်ဒါတော်တော်လေးစိတ်ဒုက္ခရောက်စေတဲ့အနိုင်3မှတ်ပဲအခုဆိုရင်9မှတ်တောင်ပြတ်သွားပြီ Chelsea ကိုဘာဖြစ်မှမသိဘူး Chelsea ကိုပြန်နိုင်တော့မှ4မှတ်ပြတ်နေသေးပဲရာသီဝက်ကြိုးပြီးပထမဆုံးအဖွင့်ပါတယ် Arsenal တင်ရလက်ကောင်းတစ်ခုဖော်ဆောင်နိုင်ခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တွင်းကိုလေးတွေပြန်လဲစမ်းစစ်ကြည့်အောင်ဒါပထမအကူကတော့ဂါဘီအလက်ကောင်လုံးဝမမားတင်တဲ့အမားပေါ့လေဒီလိုမျိုးကဟိုရှမ်းတာဗျလူပေးမားတာလည်းမဟုတ်ဒီ first touch ကနေဘောလုံးရအောင်ပေးဖို့ဆိုတာမရအောင်မို့ရတယ်ဒါပေမဲ့တစ်ဖက်က high press ကစားနေတဲ့အတင်း evanescence လည်းရှိတယ်ကျန်တဲ့ကစားသမားတွေကလည်း high press လုပ်ဖို့ပြင်ဆင်နေတဲ့အခြေအနေမျိုးမှာအဲ့ဒီ first touch ကနေရအောင်ဘောလုံးပေးတယ်အဲ့တော့ဘောလုံးကလဲထွက်သွားတယ်ဗျာလဲထွက်သွားတဲ့အချိန်မှာ evanescence ဂျားရဲ့ယူသွားတယ်တကယ်တော့ evanescence ကိုပေးလိုက်တယ်လို့ဖြစ်သွားတာအဲ့တော့ evanescence ကခန်းစစ်အသင့်အနေထားမရှိတဲ့အခြေအနေမျိုး counter attack ပြန်ဖြစ်သွားတာပေါ့ဗျာပြောမယ်ဆိုရင်ဒါပြိုင်ဘက်အသင်ခန်းစစ်အနေထားအသင့်မဖြစ်သေးတဲ့အချိန်မှာဘောလုံးပြန်ရသွားပြီးဂိုးမြန်ဆန်သွင်းပြီဆိုရင်ဒါ counter attack ပဲ evanescence ဂိုးသွင်းသွားခဲ့တယ် Raya လည်းဘာမှမတက်နိုင်ဘူးပေါ့နော်ဒီလုံးကတခြားမင်းစင်ဖန်လည်းမတက်နိုင်ပါဘူးကျွန်တော်နောက်ထပ်တကူကတော့ Arsenal နောက်ကစားသမားမာဂါဟီစ်သူ့ရဲ့အမှားအယွင်းကိုသူအကောင်းဆုံးပြန်လဲပြင်ဆင်သွားခဲ့တယ်ဒီလိုမျိုးဂိုးမြန်ရတာတွေကလည်းတနည်းတစ်ပုံကောင်းတယ်ဗျပထမပိုင်းမှာ 1-0 နဲ့ရှုံးနေမယ်ဆိုရင်ဒုတိယပိုင်းရောက်တဲ့အခါကျရင်ဘာမှမဆိုဖြစ်သွားနိုင်တယ်လीเนาะအဲ့တော့ Noni Madueke ရဲ့ dribbling ကိုကျွန်တော်ချီးကျူးရလိမ့်မယ်သူဘတ်သွားတာစီမီညိုပြန်ဘတ်သွားတာစီမီညိုကတောက်လျှောက်တစ်ဖက်မှာဘတ်နေတာကျွန်တော်အင်္ဂပြဲကိုလည်းဘတ်နေတာပဲဒီ moment ဆိုရင်ကျွန်တော်စီမီညိုနည်းနည်းလေးမျောသွားတယ်ပေါ့အဲ့ဒါ Noni Madueke ကအတွင်းထဲကိုရောက်အောင်ဖြောက်ဝင်ပြီးနှစ်ခါတော့ဘတ်တာပြီးတော့ရှုပ်ရှက်ခတ်နေတဲ့အခြေအနေမျိုးပေါ့ဗျာဒါ scramble goal လို့ပြောလို့ရတယ်ဂါဘီအလက်ကောင်ကအပြင်းကန်သွင်းသွားပြီးဒါ Arsenal ချီပါကိုရသွားတယ်တကယ်တော့အဲ့ကူကဂါဘီအလက်ကောင်မဝင်လဲပနတီရမှာဘာကြောင့်လဲဆိုတော့လေအင်္ဂပြေနည်းနည်းလူချခံလိုက်ရတာတော်တော်လေးတိတာထင်ရှားတယ်ပေါ့ဒါမဲ့လေဂိုးသွားတဲ့အတွက်ကြောင့်ပနတီဘာညာ VAR တွေမကြည့်တော့ပါဘူးကျွန်တော်နောက်ထပ်တွင်းကိုတကူပေါ့နော်အနိုင်ကိုပေါ့ဒီကိုမှာ Victor Yogis ကိုအဓိကချီးကျူးရမှာအဲ့တော့ Yogis တိုးနေတဲ့အခြေအနေဒီ 4-1 တယောက်တည်းလည်းကတ်လို့မရအောင်နှစ်ယောက်တည်းလည်းကတ်လို့မရအောင်၄ယောက်ကတ်နေရ၄ယောက်ကဒီကစားသမားကိုသွားကတ်ပြီးဆိုမှတော့ကျန်တဲ့နေရာတွေက space တွေကအလွတ်ကြီးရကုန်ပေါ့နော်အဲ့တော့ Odegaard ကလည်းအရန်မိုက်တယ်သူ့ရဲ့ဟို chance creation နဲ့ vision ဘိုင်းတွေအများကြီးမြင်ရတယ်မာတင် Odegaard ကိုဘာကြောင့်အဈေးထက်ပိုနေရပေးတယ်လဲဆိုတာဒီပွဲစဉ်ကအဖြေပဲအဲ့တော့ Odegaard ကိုပေးလိုက်တယ် Odegaard ကနေနေရာလွတ်ရှာတာအရန်ကောင်းတော့နောက်ကတက်လာတဲ့ Declan Rice ကိုပေးလိုက် Rice ရဲ့လုံးဝလွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းချက်ကနေ Arsenal အသင်းနောက်ထပ်တစ်ကူရသွားတယ်ကျွန်တော်နောက်3ကူမြောက်ပေါ့နော်အဲ့3ကူမြောက်ကလည်း Odegaard ရဲ့အမြင်ဆူရှားမှုပဲဗျကောင်းလိုက်တယ်ဗျာနော်ဟို through pass ကြီး Saka ရဲ့ running lane ကိုကွက်တီကိုထိုးပေးတာအဲ့ Saka ကထုံးတဲ့တိုင်းပဲ cap pass ပြန်ပေးလိုက်တယ်ဘယ်သူမှလူကတ်ထားခြင်းမရှိတဲ့ Rice ကပထမတစ်ချိန်အားလိုမျိုးပဲအလွတ်ကြီးကန်သွင်းသွားရင် 3-1 နဲ့ဥဆောင်သွားတယ်အဲ့တော့ 3-2 ဖြစ်စေမဲ့ဂိုးကလည်းဒါဘုံမောက်အသင်းကစားသမား Krupi ကိုကျွန်တော် credit ပေးရမှာပဲ Krupi ကတော်တော်လှတာဗျအဲ့တော့ Steve Cook ရဲ့တစ်ချက်ထိဖန်တီးပေးမှုကနေ Krupi Junior ကန်သွားတာရှယ်ကြီးဗျာကျွန်တော်အဲ့လုံးမျိုးလုံးထဲကမထွက်ဘူးဟိုပေးတင်ပေးထိုက်တဲ့ဂိုးပေါ့နော်ဒါပေမဲ့ Arsenal ကနောက်ထပ်ဂိုးတွေမပေးရအောင်ထိန်းကန်ရတဲ့နောက်ဆုံးအချိန်မှာအဖိုးတဲ့အနိုင်3မှတ်ကိုရအောင်နိုင်ခဲ့ပါတယ်အဲကျွန်တော်မနေ့ပြန်လောက်ရအောင်အကြိုက်ဆုံးကစားသမား9ယောက်ကိုရွေးထုတ်သုံးသက်ဆွေးနွေးပေးပါအောင်ခင်ဗျာဗီဒီယိုလေးအဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်